အင်ကြီးအရန်ရှိနေရင်တော့ညှက်ဖြတ်ဖို့မလိုပါဘူးအချီကြိုတစ်ချက်ဆွဲရုံနဲ့ပြင်လို့ရပါတယ်အရင်ဆုံးအင်ကြီးချိုရိုးကိုရှာပြီးတော့အောက်ကနေအပေါ်ကိုလက်တဝါးစအရှိမှတ်ပေးလိုက်ပါမယ်အဲနောက်ခိုင်ခန့်တဲ့အချီကြိုးကိုယူပြီးတော့အမှထိုးပေးလိုက်ပါမယ်မှတ်ထားတဲ့နေရာမှာအထဲကနေအကိုစထိုးပြီးတော့ချိုရိုးအတိုင်းပဲအတီကြီးချုပ်နေအတိုင်းချုပ်ပေးလိုက်ပါမယ်ဗီဒီယိုထဲမှာပြထားသလိုမျိုးအပေါ်တစ်ချက်အောက်တစ်ချက်စတိုက်ချုပ်သွားပေးလိုက်ပြီးတော့အကွာဝေးကိုညီညီစီစီလေးချုပ်ပေးရပါမယ်တင်းတော်တဲ့နေရာရောက်ပြီဆိုရင်တော့ကျိုးကိုဆွဲတင်လိုက်ပြီးတော့အထဲကိုတစ်ချက်ထိုးပေးလိုက်ပါမယ်အဲနောက်မှာတော့ချီထုံထုံပြီးတော့ပိုနေတဲ့ချီကိုညှက်ဖြတ်ပေးလိုက်မယ်ဆိုရင်တော့ပြင်လို့ပြီးပါပြီအတွင်းရောအပြင်ရောညီညီစီစီလိုင်းတွန်လေးဖြစ်နေပြီးတော့အင်ကြီးကတိုးသွားတဲ့အပြင်ခါးတိမ်စီတဲ့ရလက်ကိုလည်းရစီမှာမို့လို့လူကိုပိန်သွားစီသလိုဖြစ်နေမှာပါဒီလိုမျိုးအသားလေးဆွဲလိုက်ရုံနဲ့အချီကိုပျောက်သွားမှာဖြစ်ပါတယ်ဒီနေ့တော့လူကြီးမင်းတို့ကိုချိုရိုးပြောက်ချုံလေးကိုဝေမျှပေးသွားပါမယ်ပထမအချက်ကိုအထဲကနေအပြင်ကိုထိုးပြီးတော့ဒုတိယအချက်ကိုတော့ပထမတစ်ခုရဲ့ဘီကနေအရှိဘက်1စင်တီမီတာအကွာစီထိုးလိုက်ပါမယ်သူကိုအချီကျိုးနဲ့တပတ်ဆွဲပြီးရင်တော့တတိယအချက်ကိုဒုတိယအချက်ခွင်းထဲကနေပြီးတော့အရှိဘက်ကိုထိုးပြီးတော့ချီပတ်ပေးလိုက်ပါမယ်ဒီနေရာမှာသတိပြုရမှာကတော့အချီတိုးပြီးမှချီကိုဆွဲရပါမယ်အချက်တိုင်းမှာခွင်းထဲကနေအကိုထိုးပြီးမှမူလားချုပ်ထားတဲ့အရာဘေးကနေရှေ့1စင်တီမီတာအကွာကိုထိုးချုပ်ပြီးတော့ချီကိုပတ်ပေးရပါမယ်ပုံမှန်ဆိုအိမ်မှာအင်ကြီးလက်တွေဘောင်းမီတွေရှည်လို့ပြင်ကျင်တဲ့အခါဒီချုပ်ရိုးပြောက်ချုပ်နီကိုသုံးမယ်ဆိုရင်တော့ချုပ်ပြီးတဲ့အခါဘာချုပ်ရိုးကိုမှမမြင်ရလို့အရန်အဆင်ပြေပါတယ်ဒီချုပ်နီအတိုင်းစတိုက်ချုပ်သွားပြီးတော့ချုပ်ပြီးတဲ့အခါမှာနောက်ဆုံးခွင်းကနေစပြီးတော့ဖြုတ်ပေးလိုက်ပါမယ်အဲနောက်ကျိုးကိုအသားရဆွဲပေးလိုက်မယ်ဆိုရင်တော့ခြေတွေပျောက်သွားပါလိမ့်မယ်အတွင်းရောအပြင်ရောတသက်ရဲဖြစ်စေတာမို့လို့လောက်တက်သွားပြီဆိုရင်တော့လိုက်လို့ကြည့်လိုက်တော့နော်အင်ကြီးလက်တွေအရန်ရှိနေရင်တော့ညှက်ပြီးတော့ဖြတ်မထုံနေတော့နော်အချီကြိုးတစ်ချက်ဆွဲရုံနဲ့တိုးသွားအောင်လုပ်လို့ရပါတယ်ကိုလိုချင်တဲ့အရှိကိုကြိုမှတ်ပြီးရင်တော့ခိုင်ခန့်တဲ့အချီကြိုးကိုယူပြီးတော့အမှထိုးပေးလိုက်ပါမယ်ပထမအချက်ကိုအတွင်းကနေအပြင်ကိုချုပ်ပြီးတော့ဒုတိယအချက်ကိုတော့မှတ်ထားတဲ့မြင်ကနေအပေါ်ကိုထိုးချုပ်ပေးလိုက်ပါမယ်အလုံးနဲ့ဘယ်တစ်ချက်ညာတစ်ချက်ချုပ်သွားရင်လည်းဘယ်ဘက်ကိုတော့လဝအနာလိုင်းဘော်ကနေချုပ်ပြီးတော့ညာဘက်ကိုတော့ဆွဲထားတဲ့မြင်းဘော်ကနေချုပ်ပေးလိုက်ပါမယ်ဒီနေရာမှာဘယ်ညာနှစ်ဖက်ယူတဲ့အကွာဝေးကညီနေရပါမယ်ဒီချုပ်နီကိုဘောင်းမိကျဲတာကျင်းဖို့ဖြစ်ဖြစ်အင်ကြီးလက်ရှိတာခောက်ဖို့ပဲဖြစ်ဖြစ်နေရာတိုင်းမှာသုံးလို့ရပါတယ်အနေအထားတစ်ခုရောက်လို့ဆွဲချက်ကြည့်မယ်ဆိုရင်တော့ချုပ်ချောင်းကအရန်ကိုညီညာနေတာတွေ့ရပါလိမ့်မယ်ဒီလိုနဲ့ဆက်ချုပ်ရင်လည်းတဝက်လောက်ရောက်ရင်တော့ဆွဲပြီးတော့ရလက်ကိုတစ်ချက်ကြည့်မယ်ဆိုရင်တော့ချုပ်ချောင်းမပေါ်ချီမပေါ်ပဲတသားတည်းကြပြီးတော့ညီညာနေတာမို့လူကြီးမင်းတို့လည်းစမ်းလို့ကြည့်ပါအင်ကြီးလက်တွေအရန်ရှိနေရင်တော့ညှက်ပြီးတော့ဖြတ်မထုတ်ပဲဒီလိုလေးပြင်ကြည့်ပါအရင်ဆုံးလက်ရဲ့အလေကိုမှတ်ပြီးတော့ကိုခောက်ချင်တဲ့လောက်အရှိအတိုင်းအပေါ်ဘက်ကိုမြင်းဆွဲပေးလိုက်ပါမယ်ခိုင်ခန့်တဲ့အချီကိုပြင်ဆင်ပြီးရင်တော့အထိုးပေးလိုက်ပါမယ်ပထမအချက်ကိုအလေအမှတ်နဲ့ဘယ်ဘက်1စင်တီမီတာလောက်မှာအထဲကနေအပြင်ကိုထိုးချုပ်ပေးလိုက်ပါမယ်အဲနောက်မှာတော့အလေမှတ်ကနေတဆင်ညာဘက်1စင်တီမီတာအကွာကိုထိုးချုပ်ပေးလိုက်ပါမယ်အဲနောက်ဗီဒီယိုထဲမှာပြထားသလိုမျိုးအချက်တိုင်းကိုအလေမှတ်မှာလာဆိုပြီးတော့ဘယ်ညာတစ်ချက်စီချုပ်ပေးလိုက်ပါမယ်ဒီခြုံနီးကိုတော့ပုံမှန်အားဖြင့်အင်ကြီးရှင်ရင်တိုးဖို့ပဲဖြစ်ဖြစ်အင်ကြီးလက်ရှင်ရင်ကျင်းဖို့ပဲဖြစ်ဖြစ်လေပင်ပေါက်ကျနေတာကျင်းဖို့ပဲဖြစ်ဖြစ်အသုံးပြုလို့ရပါတယ်အိမ်မှာကိုယ်တိုင်ဆန်းချုံမယ်ဆိုရင်တော့အင်ကြီးနဲ့အယောင်တူချီကိုသုံးဖို့အတွက်အကြံပေးခြင်းပါတယ်အဆုံးထိချုပ်ပြီးပြီဆိုရင်တော့ကြိုးကိုဆွဲလိုက်ပြီးတော့ခိုင်သွားအောင်2ချက်3ချက်လောက်ချုပ်ပေးလိုက်ပါမယ်နောက်ဆုံးအနေနဲ့ချီထုံးပြီးတော့ပိုနေတဲ့ချီကိုညှက်ဖြတ်လိုက်မယ်ဆိုရင်တော့ရပါပြီအရန်ကြည့်ကောင်းတာမို့လို့လူကြီးမင်းတို့လည်းဆန်းချုပ်ကြည့်လိုက်တော့နော်